မိလျော့ခြင်းခင်းပြီးတတိတံစင်ညနဲ့အလုံးလုံးကြမယ်ဆိုလို့ရှိရင်အဲ့ဒီအပမရတရားပေါ်မှာမွေးလျော်ပျော်ပိုက်နှစ်ချိုက်ကြမယ်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေမွေးလျော်တဲ့နေရာမှာအပမရတရားကိုလက်တွေ့ကျင့်သုံးနေကြမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်တဲ့ပုဂ္ဂိုလ်ဒါကြောင့်မို့မြတ်စွာဘုရားအပမရောသဗ္ဗတပ္ပတိနံမူလံအပမရဆိုတဲ့တရားဟာအောင်မြင်မှုအလုံးတို့ရဲ့အခြေအမြစ်ဖြစ်တယ်အခြေခံတရားဖြစ်တယ်ဒီလိုဆိုလို့ပဲနော်ဘယ်လိုအောင်မြင်မှုပဲဖြစ်ဖြစ်လောကမှာစီးပွားရေးအောင်မြင်တာပဲဖြစ်ဖြစ်ဂုဏ်သတင်းအောင်မြင်တာပဲဖြစ်ဖြစ်ကိုယ်လုပ်ငန်းတစ်ခုကိုအောင်မြင်သွားစေခြင်းနဲ့ဆိုရင်တတိရှိရှိအတိရှိရှိနဲ့ကြိုးစားအထောက်တာပဲဖြစ်တယ်ဒီနေရာမှာတတိတော့ရှိတယ်အတိပညာမပါဘူးဆိုလည်းမအောင်မြင်နိုင်ဘူးမကြည်ပွားနိုင်ဘူးဒါကြောင့်မို့တတိလည်းရှိရမယ်အတိလည်းရှိရအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့အလုံးလုံးမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့ကျက်စားရမွေးလျော်ရမှာသူတို့မွေးလျော်ပြီးအောင်မြင်ချီးပွားမှုကိုရသွားကြမှာဖြစ်တယ်လို့ဟောဒီဒေသနာတော်ရဲ့အဓိပ္ပာယ်ဟာလောကီအဆင့်ကနေပြီးလောကုတ္တရာအဆင့်ထိအောင်အကုန်လုံးယူလို့ရတဲ့အဓိပ္ပာယ်ကြီးကြီးပဲအကုန်လုံးဟောလောကုတ္တရာနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်မိမိလျော်ရောနေခြင်းကြောင့်တန်တရားထဲမှာရှိကြမယ်မိလျော်နေသည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုတွေမလုပ်ဖြစ်ဘူးကာမဂုဏ်အာယုန်တွေထဲမှာမမောပြီးတော့ရမဲ့ဇောတွေနဲ့သာနေပဲဆိုလို့ရှိရင်ကောင်းတဲ့အလုပ်ကိုမလုပ်ဖြစ်ဘူးမကောင်းတဲ့အလုပ်တွေကိုပြောသလိုနေပြောသလိုလိုက်စားပြီးသွားကြတဲ့အခါမှာကောင်းတဲ့အလုပ်တွေကမလုပ်ဖြစ်တော့ကာမဂုဏ်ရမဲ့ဇောတွေရဲ့အတွင်းမှာလူဟာနစ်မြုပ်ပြီးတော့မကောင်းမှုအကုသိုလ်တွေနဲ့ရောထွေးပြီးမကြခင်ပဲပျက်စီးသွားကြတယ်ဒီလိုဆိုလို့ပေါ့နော်မကြခင်ပဲပျက်စီးသွားကြအဲ့ဒါလို့မဟုတ်ဘဲနဲ့ဒါတွေဟာတကယ်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းမဟုတ်ဘူးတကယ်ကြီးပွားတိုးတက်ခြင်းအကြောင်းဟာတကယ်အကျင့်သီလခုံသိက္ခာလူသိက္ခာနဲ့လူဘဝမှာကျိုးပန်းအထောက်မှုတွေပညာတွေကသာလဲလူဘဝတိုးတက်ကြောင်ဖြစ်တယ်လုံလဝိရိယနဲ့ကျိုးပန်းအထောက်အမှာဖြစ်တယ်ဆိုတာကိုသိရှိနားလည်ပြီးတော့ကျိုးပန်းအထောက်တဲ့အခါမှာကိုရရှိထားတဲ့အခြေအနေတစ်ခုဟာပို၍တိုးတက်ပြီးအောင်မြင်လာတာဖြစ်တယ်ဘယ်ဘက်ကပဲကြည့်လူတွေကချီးမွမ်းစရာတစ်ခုဖြစ်လာကြတယ်